People Radios မြန်မာပရိသတ်များမင်္ဂလာပါရှင်။ဇွန်လ14ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေကိုကျမတီတီကတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့လူဦးရေ16တန်းကျော်အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့သတင်း။ရခိုင်ပြည်နယ်ထဲကမြို့နယ်9ခုရေဘေးကြုံနေရပြီးအရေးပေါ်အကူအညီကယ်ဆယ်ရေးလိုအပ်နေတဲ့သတင်း။ဩဂတ်လဆန်းမှာအသွင်ပြောင်းအစိုးရအကောင်းဆောင်ထိုင်းနိုင်ငံသွားမယ်ဆိုတဲ့သတင်းနဲ့အတူတခြားထူးခြားတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်ရှင်။အရင်ဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်တွင်းမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက်လူဦးရေ16တန်းကျော်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရေးယုံ UNOCHA ကဇူလိုင်23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်ရှိမြန်မာနိုင်ငံဟာအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်နေရစွန့်ခွာထွက်ပြေးနေရတဲ့သူ3.8 တန်းနီးပါးရှိနေတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီထဲကအများစုဟာအကြိမ်ကြိမ်နေရစွန့်ခွာထွက်ပြေးနေကြရပြီးမကြသေးခင်ရက်ပိုင်းကမကွေးတိုင်းကလူဦးရေ3သိန်းကျော်တို့ဟာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်တောတောင်တွေထဲတိမ်းရှောင်နေကြရပါတယ်။လက်နက်ကင်ပဋိပက္ခတွေရဲ့နယ်မြေသွားလာခွင့်ဆိုင်ရာကန့်သတ်ချက်တွေနဲ့စီမံအုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်တွေရှိနေတဲ့အတွက်အကူအညီပေးနိုင်မှုကိုဟန်တားနေစေဖြစ်နေတယ်လို့ဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ဧပြီလကအသွင်ပြောင်းအစိုးရဖြစ်လာပြီးတဲ့နောက်ရတရာစီမံကိန်းကာလအတွင်းတိုင်းသားဒေသတွေနဲ့အညာဒေသတွေကိုလေကြောင်းဖုံးကျဲတာတွေနေ့စဉ်လုပ်နေသလိုမြေပြင်စစ်ကြောင်းထိုးနေတာတွေဟာလည်းလက်ရှိအချိန်ထိဖြစ်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ကမြောက်ဦးမင်းပြကြောက်တော်ပုံနာကျုံဘူးတီတောင်မောင်တော်စတဲ့မြို့နယ်9ခုတို့မှာအိမ်ပေါင်းထောင်နဲ့ချီရေနှိမ့်မြုပ်ခဲ့ပြီးလူတသိန်းခန့်ဒုက္ခရောက်နေတဲ့အတွက်တောက်ရည်စံမိုးကာစေဝါစတာတွေအရေးတကြီးလိုအပ်နေတယ်လို့လူမှုကွယ်ဆယ်ရေးအဖွဲ့တွေကတဆင့်သိရပါတယ်။အဲ့ဒီမြို့နယ်တွေဟာဇူလိုင်လ9ရက်နေ့ကလေးကရေကြီးခဲ့တာဖြစ်ပြီးဇူလိုင်လ12ရက်နေ့မှာရေပြန်ကျသွားပြီမယ်နောက်ဆက်တဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ရေဘေးသင့်ပြည်သူတွေကိုကယ်နိုင်ဖို့နိုင်ငံရေးအုပ်ချုပ်ရေးနဲ့နယ်မြေစိုးမိုးမှုကိစ္စတွေကိုဘေးဖယ်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့နိုင်ငံတကာကြက်ချီနီအဖွဲ့ ICRC ကုလသမဂ္ဂအေဂျင်စီတွေဖြစ်ကြတဲ့ WFP, UNICEF, UNOCHA တို့ကရေဘေးကူညီရေးပစ္စည်းတွေကိုလွတ်လပ်စွာခွင့်ပြုပေးတဲ့နယ်လို့ရခိုင်မျိုးသားကွန်ရက်ကဦးတင်ထူအောင်ကတိုက်တွန်းထားပါတယ်။တောက်ရည်တန်သို့မဟုတ်ရေတန့်ဆေးပြားတွေအများဖြန့်ဝေဖို့လိုအပ်ပြီးရေရင်းရေကန်တွေညဉ့်ညမ်းကုန်တဲ့အတွက်ဝမ်းပြဝမ်းလျှော်ယောဂါကာကွယ်ဖို့လည်းအရေးကြီးတယ်လို့ဆိုထားပါတယ်။ရေကြီးခဲ့တဲ့အတွက်ဝေးလံတဲ့အရက်ဒေသတွေတွာလာရမှာလမ်းတွေတရားတွေပျက်စီးကုန်တာမို့ကယ်ဆယ်ရေးပစ္စည်းတွေအမြန်ဆုံးရောက်နိုင်ဖို့အတွက်အချိန်မီပြုပြင်ဖို့လိုအပ်တယ်လို့လည်းဆိုထားပါတယ်။လာမယ့်ဩဂတ်လဆန်းပိုင်းမှာအသွင်ပြောင်းအစိုးရကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံကိုသွားရောက်မယ်လို့ဘန်ကောက်ပို့စ်သတင်းဌာနကဇွန်လ23ရက်နေ့မှာဖော်ပြထားပါတယ်။အခုထိုင်းနိုင်ငံကိုသွားမဲ့ခီးစဉ်ဟာသူသမ္မတရာထူးယူလာပြီးတဲ့နောက်ပိုင်း၄နိုင်ငံမြောက်ခီးစဉ်ဖြစ်ပါတယ်။အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေဘန်ကောက်မြို့မှာဇွန်လ12ရက်နေ့ကအလွတ်သဘောအစည်းအဝေးအပြီးမှာဒီသတင်းထွက်ပေါ်လာတာပါ။ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကသမ္မတရာထူးယူခဲ့တဲ့မင်းအောင်လှိုင်ဟာမေလ30ရက်နေ့ကအရင်ဦးဆုံးပြည်ပခီးစဉ်အဖြစ်အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့ပြီးဇွန်လ15ရက်နေ့မှာတရုတ်နိုင်ငံကိုသွားရောက်ခဲ့တယ်လို့လာအိုနိုင်ငံကိုလည်းဇွန်လ3ရက်နေ့ကသွားရောက်ခဲ့ပါတယ်။မကွေးတိုင်းပေါက်မြို့နယ်ထောက်ရှာပင်ရွာမှာတပ်ဆွဲရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ဟာဇွန်လ23ရက်ညနေပိုင်းကမြိုင်မြို့နယ်လက်ခုပ်ပင်မြင်းကိုတစ်စားတဲ့ရွာတွေစီရောက်လာပြီးဇွန်လ23ရက်ညနေပိုင်းကမြိုင်မြို့နယ်လက်ခုပ်ပင်မြင်းကိုတစ်စားတဲ့ရွာတွေစီရောက်လာပြီးလက်နက်ကြီးတွေနဲ့အနီးဝန်းကျင်ကရွာတွေစီပစ်ခတ်နေတယ်လို့သိရပါတယ်။120မမ60မမလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ရွာပေါင်း8ရွာကျော်ကဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။မြိုင်မြို့နယ်စက်မှုနှစ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာလည်းဇွန်လ12ရက်နေ့မှာကုန်းရွာတွေစခန်းချရောက်ရှိနေတယ်လို့လည်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းနှစ်ခုဟာနောက်ထပ်ဘယ်ရွာတွေစီစစ်ကြောင်းထိုးမယ်ဆိုတာမခံမှန်းနိုင်သေးတယ်လို့လေကြောင်းအန်ရီကိုလည်းအထူးဂရုစိုက်ကြဖို့အတွက်ဒေသခံပြည်သူတွေကိုတိုက်တွန်းနှိုးဆော်ထားပါတယ်။လက်ရှိမှာပေါင်းနဲ့မြိုင်ဒေသမှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူ2000ကျော်တို့ဟာဘေးလွတ်ရာရှောင်တိန်နေကြရတယ်လို့သိရပါတယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်ထဲမှာအင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ9ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့အရာရှိ2ယောက်အပါအဝင်20ကျော်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။
ချင်းတွင်းမြေကြောင်အတိုင်းစစ်သင်းမောတွေနဲ့အုပ်စုလိုက်တက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နိုင်ခဲ့တာလို့မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဇွန်လ23ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ဗျူဟာမှုတအုပ်ကိုခဲ့ပြီးခမရ954ကဒုတက်ရင်မှုအောင်ကိုဦးစီးတဲ့စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းထားတဲ့အင်အား300ခန့်ပါတဲ့အဲ့ဒီစစ်ကြောင်းကိုရာကြီးမင်းကင်းကလေးဝါလမ်းမှာတော်လိုင်းရေးတပ်တွေက6ကြိမ်ကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ MA3 တက်လက်60မမဘုံတီ3လုံး40မမဘုံတီ4လုံး RPG 1လုံးအီနာဂါ1လုံးကြီးကာအုတ်ထုတ်2လုံးယူနီဖောင်း26စုံမိုင်းရှင်းဆက်1လုံး MA2 ကြီးပေါက်တစ်ခုစတဲ့ခဲယမ်းမျိုးစုံတို့ကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီနေ့သတင်းတွေကတော့ဒီလောက်ပါပဲရှင်။ People Radio မြန်မာရဲ့နေ့စဉ်သတင်းတွေကို YouTube Channel နဲ့ Facebook တို့မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်။မိဘပြည်သူအားလုံးဘေးပေါင်းရန်ပေါင်းတို့ကကင်းဝေးပြီးစစ်ဘေးကိုအောင်နိုင်က Federal Democracy စနစ်ကိုအမြန်ဆုံးပိုင်ဆိုင်ရရှိနိုင်ပါစေလို့ People Radio မြန်မာဝိုင်းတော်သားတွေကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ People Radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ရဲ့တီကရှေ့ဆက်မယ်People Radio